မင်းကလေးငယ်သည်သူမ၏ပကြီးကားကိုမှန်ပေါ်တွင်ကပ်၍အတွင်းရှိဂေါ်ရီလာကြီးအားပြသရန်ကြိုးစားခဲ့သည်ထို့နောက်ဂေါ်ရီလာထံသို့ရောင်စုံဖျောင်းချောင်းများနှင့်စက္ကူအချို့ကိုကမ်းပေးလိုက်၏ဂေါ်ရီလာသည်ဖျောင်းချောင်းကိုချက်ချင်းကောက်ယူကာဖြည်းဖြည်းချင်းစတင်ပုံဆွဲခဲ့သည်ထိုအချိန်မှစ၍ဂေါ်ရီလာသည်နေ့စဉ်ပကြီးကားတစ်များကိုအပြင်ဘက်သို့ခြံထားရစ်ခဲ့သည်ဤပကြီးကားများကိုကြည့်ရင်မင်းကလေးငယ်သည်ဂေါ်ရီလာတွင်ပကြီးဆွဲသည့်အထူးပါရမီရှိနေကြောင်းသတိပြုမိသွားခဲ့၏ထို့ကြောင့်နောက်တစ်နေ့တွင်သူမသည်ရေဆေးစစ်တုပ်ဆေးများကိုထပ်မံယူဆောင်လာပေးခဲ့သည်ဂေါ်ရီလာသည်ရင်းတို့ဖြင့်လှပသောပကြီးကားများကိုစတင်ဖန်တီးခဲ့ပြီးလက်ရမှာကြေးစားပကြီးဆရာတဦး၏လက်ရကဲ့သို့ပင်စမ်းကြဲလာပေသည်အမှန်တော့ဂေါ်ရီလာလေးသည်ငယ်စဉ်ခါကတစ်တော်ထဲတွင်ရွှွနှုံများဖြင့်ကြောက်တုံးများပေါ်၌နေ့စဉ်ပကြီးဆွဲရသည်ကိုမြင်လို့ခဲ့ခြင်းဖြစ်သည်ပကြီးကားတစ်ချက်ဆွဲပြီးတိုင်းလည်းအမြဲတမ်းပျော်ရွှင်မှုဖြင့်ပြည့်နှက်နေခဲ့သည်သို့သောတနေ့တွင်တော်လိုက်မှုဆိုးတစုသည်တစ်တော်တွင်သို့အတင်းအဓမ္မဝင်ရောက်လာခဲ့ကြ၏ဂေါ်ရီလာလေးကိုကာကွယ်ရန်အတွက်အဖေဖြစ်သူဂေါ်ရီလာကြီးသည်သူ့ကိုတစ်ပင်အမြင့်ပေါ်တွင်ဝှက်ထားခဲ့ပြီးမိုးဆိုးများထံသို့တကောင်တည်းထွက်ခွာသွားခဲ့သည်သို့တော်လည်းဝမ်းနည်းဖွယ်အဖြစ်ဆိုးမှမရှာအောင်လွဲနိုင်ခဲ့ပေ3 နှစ်အကြာတွင်ထိုဂေါ်ရီလာလေးကိုသဘောကောင်းသောဇနီးမောင်နှံတစ်စုံကမွေးစားခဲ့ကြသည်သူတို့သည်ဂေါ်ရီလာလေးကိုမိမိတို့၏ရင်သွေးရင်းကဲ့သို့ပြုစုဆောင်ရှောက်ခဲ့ကြပြီးရုပ်ရှင်ရုံသို့ခေါ်သွားခြင်းဒန်းစီဆော့ကစားစေခြင်းများပြုလုပ်ပေးခဲ့ကြသည်ဂေါ်ရီလာလေးသည်မုတ်ကိတ်များဖြင့်နေရန်ပေါ်တွင်ဆေးချဲသည့်အခါ၌ပင်ထိုမျိုးသားသည်ထူးဆန်းသောဂေါ်ရီလာ၏အမတ်တရများကိုရိုက်ကူးမှတ်တမ်းတင်ထားခဲ့သည်အဘဲကြောင့်ဆိုသောဤဂေါ်ရီလာလေးသည်လူတို့၏စိတ်ဝင်စားမှုကိုအမြဲဆွဲဆောင်နိုင်သောကြောင့်ဖြစ်သည်ထို့နောက်အမျိုးသားသည်ဓာတ်ပုံစတူဒီယိုတစ်ခုဖွင့်လှစ်ခဲ့ပြီးခရီးသွားများ၏ဓာတ်ပုံများကိုရိုက်ကူးပေးခြင်းဖြင့်ငွေရှာခဲ့သည်သို့သောဂေါ်ရီလာကြီးထွားလာသည်နှင့်အမျှသူ၏ဆော့ကစားလိုသောစူးစီးမှုစွမ်းအားမှာပိုမိုအားကောင်းလာခဲ့သည်တက်ကြွလှုပ်ရှားနေသောဂေါ်ရီလာကိုကြည့်ရင်အမျိုးသားသည်စီးပွားရေးခွင့်လန်းတစ်ခုကိုတွေ့ရှိသွားခဲ့၏ထို့ကြောင့်သူသည်စာကတ်အဖွဲ့တစ်ခုကိုဖွင့်လှစ်လိုက်သည်ဂေါ်ရီလာသည်ထိုစာကတ်တွင်အကြီးမားဆုံးဆွဲဆောင်မှုတစ်ခုချက်ချင်းဖြစ်လာခဲ့သည်ထို့အပြင်ဘေ့စ်ဘောရိုက်ကူးနိုင်သည့်ချက်ဂျွမ်းဘာပြသနိုင်သည့်ခံကားမောင်းနိုင်သည့်ယုံနှင့်စင်နှင့်ပူးတဲ့ခွေးတို့၏ထူးဆန်းသောပေါင်းစပ်မှုစသည့်အံ့ဩဖွယ်သတ္တဝါများစွာကိုလည်းထည့်သွင်းခဲ့သည်သို့သောနောက်ဆုံးဖြုတ်ပြသူမှာရေပန်းစားဆုံးဖြစ်သည့်ဂေါ်ရီလာပင်ဖြစ်၏သူ၏ဒေါသတကြီးဟိန်းဟောက်တန်သည့်ပြပွဲကိုအထူးဖြင့်တက်ဝင်လှုပ်ရှားစေခဲ့ပြီးပရိသတ်များကလည်းလက်ကုပ်တံများဖြင့်တုံ့ပြန်ခဲ့ကြသည်သို့သောအချိန်ကြာလာသည်နှင့်အမျှလူတို့သည်သူ၏ဖြောပြမှုကိုစိတ်ဝင်စားမှုတဖြည်းဖြည်းနည်းပါးလာခဲ့သည်လာရောက်ကြည့်ရှုသူနည်းပါးလာသည်နှင့်အမျှအမျိုးသားသည်လည်းဂေါ်ရီလာကိုလစ်လူရှုလာခဲ့၏ဝမ်းနည်းနေသောဂေါ်ရီလာကိုကြည့်ရင်မင်းကလေးငယ်သည်ဖျောင်းချောင်းများကိုနောက်တစ်ကြိမ်ယူဆောင်လာပေးခဲ့သည်ဂေါ်ရီလာသည်ပကြီးဆွဲခြင်းကိုချစ်မြတ်နိုးသည့်စိတ်ဓာတ်ကိုပြန်လည်သတိရသွားခဲ့၏ထိုပကြီးကားများကိုအမျိုးသားမြင်တွေ့လိုက်ရသောအခါနောက်ထပ်စီးပွားရေးခွင့်လန်းတစ်ခုကိုတွေ့ရှိသွားသဖြင့်ချက်ချင်းစိတ်လှုပ်ရှားသွားခဲ့သည်မကြာမီအကြောင်းအရာကိုမီဒီယာများကသတင်းထုတ်ပြန်ခဲ့ပြီးဂေါ်ရီလာသည်စာကတ်အဖွဲ့ကိုနောက်တစ်ကြိမ်ပြန်လည်ကြိုကြားစေခဲ့သည်တနေ့တွင်ဖြောပြပွဲအတွင်းဂေါ်ရီလာသည်ပကြီးစတင်ဆွဲခဲ့သည်နောက်ဆုံးတွင်သူသည်မှန်ပေါ်၌လှပသောတစ်တော်ကြီးကိုရေးဆွဲခဲ့၏ထိုတစ်တော်သည်သူကြည့်ပြင်းခဲ့ရသောအိမ်မင်ဖြစ်သည်ပရိသတ်များကတောင်းတောင်းဖြတ်ဖြတ်လက်ခုပ်အုပ်ပါပေးခဲ့ကြပြီးအမျိုးသားပင်လျင်စကားမပြောနိုင်အောင်အံ့အားသင့်သွားခဲ့ရသည်ထိုခဏ၌မိန်းကလေးငယ်သည်ဂေါ်ရီလာ၏မျက်လုံးများကိုစိုက်ကြည့်လိုက်ရသူသည်စစ်မှန်သောအိမ်ကိုတောင်းတနေကြောင်းသတိပြုမိသွားခဲ့သည်ထို့ကြောင့်သူမသည်သတင်းထောက်တဦးထံအကူအညီတောင်းခဲ့၏သတင်းထောက်သည်ဤအကြောင်းအရာကိုလျင်မြန်စွာမျှဝေခဲ့ပြီးလူတို့သည်ဂေါ်ရီလာ၏အဖြစ်အပျက်ကြောင့်အလွန်ပင်စိတ်လှုပ်ရှားသွားခဲ့ကြသည်လူတိုင်းကစာကတ်အဖွဲ့အားဂေါ်ရီလာကိုလွတ်လပ်ခွင့်ပေးရန်တောင်းဆိုခဲ့ကြရာဂေါ်ရီလာသည်ပြုံးပြနိုင်ခဲ့သည်နောက်ဆုံးတွင်အမျိုးသားသည်တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခုနှင့်ဆက်သွယ်ကာတိရစ္ဆာန်အားလုံးကိုတဘာဝတောတောင်များစီသို့ပြန်လည်ဆေးလို့ရန်စီစဉ်ပေးခဲ့သည်ဂေါ်ရီလာမထွက်ခွာမီအမျိုးသားသည်နှုတ်ဆက်ရန်သူ၏လှောင်အိမ်တွင်သို့ဝင်ရောက်ခဲ့၏သူသည်အတူတကွရိုက်ကူးထားသောဓာတ်ပုံတစ်ချက်ကိုထုတ်ပြခဲ့သည်ဂေါ်ရီလာသည်လည်းသူ၏အပေါ်ကျေးဇူးတင်ရှိခဲ့ပြီးသူ့ကိုဒုတိယအဖြစ်အမြဲတမ်းသတ်မှတ်ထားခဲ့ခြင်းဖြစ်သည်နောက်တစ်နေ့တွင်ဂေါ်ရီလာကိုဘေးမဲ့တစ်တော်ကြီးအတွင်းသို့ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးသူ၏တသက်တာအိမ်မက်မှာနောက်ဆုံးတွင်အမှန်တကယ်ဖြစ်လာခဲ့တော့သည်ဤရုပ်ရှင်သည်အမှန်တကယ်ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်တစ်ခုပေါ်တွင်အခြေခံထားခြင်းဖြစ်ပါသည်အကယ်၍တင်သားဆိုလျှင်ဤကဲ့သို့သောဂေါ်ရီလာလေးကိုမွေးစားမလားဆိုသည်ကိုမှတ်ချက်ခန့်မှတ်ရေးသားခဲ့ပါဦး